မင်္ဂလာပါတနေ့ကုန်လမ်းများရှာရတာဖြစ်ဖြစ်မတ်တက်အကြာကြီးရတာဖြစ်ဖြစ်တင်မားတွေတင်းမာညောင်းညာနေတယ်ဆိုရင်ညဘက်မအိတ်ခင်ကျွန်တော်ခုပြမယ်လေ့ကျင့်ခန်း၃ခုကိုလိုက်ပါလေ့ကျင့်ဖို့ဖိတ်ခေါ်ချင်ပါတယ်ပထမဆုံးလေ့ကျင့်ခန်းလေးအနေနဲ့ကတော့ပက်လက်အိတ်ထားမယ်ဒူးနှစ်ဖက်ကိုထောင်ထားမယ်လက်ကဒူးနှစ်ဖက်ကိုကင်ထားပြီးရင်ပြေးချင်းလေးအတွင်းအပြင်ဝိုက်ပေးရမှာဖြစ်ပါတယ်ဒီလေ့ကျင့်ခန်းလေးကပေါင်ရဲမှာရှိတဲ့တင်းမာမှုတွေတင်မားမှာရှိတဲ့တင်းမာမှုတွေကိုပြေရောစေဖို့အထောက်အကူပြုတဲ့လေ့ကျင့်ခန်းလေးဖြစ်ပါတယ်ဒီလေ့ကျင့်ခန်းလေးကိုအပြင်ကို10ချိန်အတွင်းကို10ချိန်နဲ့နှစ်ကြောစီပြုလုပ်ပေးရမှာဖြစ်ပါတယ်ဒုတိယမြောက်လေ့ကျင့်ခန်းလေးကပက်လက်အိတ်ထားပြီးတော့ဒူးနှစ်ဖက်ကိုအပေါ်မှာထောင်ထားမယ်ဒီနေထားကနေဒူးကိုခန္ဓာကိုယ်လေးဆောင်းပြီးတော့ဘယ်ညာလေးရင်းပေးရမှာဖြစ်ပါတယ်ဒီလေ့ကျင့်ခန်းလေးကခါပေးမှာရှိတဲ့တင်းမာမှုတွေတင်မားမှာရှိတဲ့တင်းမာမှုတွေကိုပြေရောစေဖို့အထောက်အကူပြုတဲ့လေ့ကျင့်ခန်းလေးဖြစ်ပါတယ်ဒီလေ့ကျင့်ခန်းလေးကိုဘယ်ညာမှာတစ်ချိန်လို့သတ်မှတ်ပြီး10ချိန်3ကြောလောက်ပြုလုပ်ပေးရမှာဖြစ်ပါတယ်တတိယမြောက်လေ့ကျင့်ခန်းလေးကတော့6တစ်ဖက်ပေါ်ကိုတစ်ဖက်ကတင်ကလင်းချိတ်ထားပြီးတော့အောက်က6ရဲ့ပေါင်ကနေဆွဲပြီးတော့ခန္ဓာကိုယ်ဘက်ကိုရာသလောက်လေးဆွဲကပ်ပေးထားမှာဖြစ်ပါတယ်ဒီလေ့ကျင့်ခန်းလေးကချိတ်ထားတဲ့6ရဲ့တင်းမာမှုတွေကိုပြေရောစေပြီးတော့အောက်မှာရှိတဲ့6ရဲ့တင်မားကတင်းမာမှုတွေကိုလည်းပြေရောစေဖို့အထောက်အကူပြုတဲ့လေ့ကျင့်ခန်းလေးဖြစ်ပါတယ်ဒီလေ့ကျင့်ခန်းလေးကိုတစ်ဖက်ကိုစက္ကန့်30သုံးကြောစီပြုလုပ်ပေးရမှာဖြစ်ပါတယ်ဟုတ်ကဲ့ကျွန်တော်ခုပြခဲ့တဲ့လေ့ကျင့်ခန်းလေး၃ခုကတနေ့ကုန်မတ်တက်ရတာဖြစ်ဖြစ်တနေ့ကုန်မှာလမ်းများရှာရတာဖြစ်ဖြစ်ခြေထောက်တွေတင်မားတွေပေါင်တွေတင်းမာညောင်းညာနေတာတွေကိုပြန်လဲပြင်ရောစီဖို့အထောက်အကူပြုမဲ့လေ့ကျင့်ခန်းလေးတွေဖြစ်ပါတယ်လေ့ကျင့်ခန်းလေးတွေကမိတ်ဆွေတွေအဆင်ပြေမဲ့ကြိုးရှိလို့ကျွန်တော်မျှော်လင့်ပါတယ်ဗီဒီယိုလေးကိုဆုံးလက်ကြည့်ပြီးတော့လည်းအားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်ကတော့ကိုလူလေးပါပေါင်200ကျော်တဲ့သူတွေလည်းအလုပ်များလို့လေ့ကျင့်ခန်းအတွက်အချိန်မပေးနိုင်တဲ့ busy professional 900ကျော်ကိုအိမ်မှာနေရင်ပြန်လဲကျန်းမာလာစေခဲ့တဲ့ rehab system နဲ့ကူညီပေးပြပေးနေတဲ့ fat loss guide တယောက်ဖြစ်ပါတယ်